ဟုတ်ကဲ့မတ်တူရေမင်္ဂလာပါနော်ဟုတ်ကဲ့အခုဒီနေ့ကတော့လေမတ်တူအခုကျွန်တော်တို့ဒီဘက်ကနေပြီးတော့ campaign run ပေးဖို့ရှိတယ်ပေါ့နော်အဲ့ campaign ကကြတော့အခုကျွန်တော်တို့ဒီBurma Ranger 2021ပေါ့နော်2021ပေါ့ဒါနေဦးဒေါ်လာရေးစကြတဲ့ကမတ်တူတို့စပြီးတော့လုပ်ခဲ့တယ်ဆိုတော့ကျွန်တော်သိထားတယ်ပေါ့နော်တောင်းအမီရဲပေါ်စီတို့တောင်းအမီရဲပေါ်စီတို့ဟုတ်ကဲ့ဒီ campaign ကိုစပြီးတော့ run တဲ့ဟာနဲ့ဆိုတော့မတ်တူတို့ဒီနေဦးဒေါ်လာရေးရဲ့ဒီစပြီးတော့ပေါင်ပတ်သက်ခဲ့တာလေအဲ့လေးဖြစ်ဖြစ်နည်းနည်းပြောပြပေးပါအောင်နော်ဟုတ်အဲအာနာအာနာမသိငင်တော့ကဟိုဘယ်လိုပြောမလဲကိုကပါတီမှာလည်းလုပ်ခဲ့တယ်နောက်ဒီလူမှုကူညီရေးတွေမှာလည်းလုပ်ခဲ့တယ်နောက်ဒီNGO တွေမှာလည်းကျွန်မလုပ်ခဲ့တယ်ပေါ့နော်အများသောအားဖြင့်ကတော့ဒီပါတီနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေကနေပြီးတော့မှချမှတ်တဲ့တွေကနေပြီးတော့လုပ်ရင်းကနေပြီးတော့မှဒီမဲ2020မှာကျမတို့မဲယုံနေပါတယ်လေမှာလဲကျမမဲယုံစောင့်နေပေါ့နော်ပြီးလို့ရှိရင်အဲ့ဒီကနေစပြီးတော့2020မဲနိုင်ပြီးတဲ့အချိန်မှာမှ2021ကျတော့မဲရှုံးသွားတယ်ဆိုတော့ကျမတို့ကအများကြီးပြတ်တက်နိုင်ခဲ့တာလေကျမတို့ကိုယ်တိုင်လည်းဒီဆန္ဒမဲနဲ့ပတ်သက်ပြီးတော့အများကြီးကိုယ်တိုင်ကိုယ်ကြပါဝင်ပြီးတော့လုပ်နေတာဖြစ်တဲ့အတွက်ဒီမဲကရှုံးတာမဟုတ်ဘူးဆိုတာကိုသိတော့ဒါကမတရားမှုလုပ်ပြီးတော့မှအာဏာသိမ်းတာဆိုပြီးတော့မခံနိုင်ဘူးလေနော်အဲ့တော့မတရားမှုကိုဆန့်ကျင်တဲ့အနေနဲ့ပြီးလို့ရှိရင်ဒီအာဏာကအမှန်တော့သူတို့သိမ်းရတယ်ဆိုတာကဒီအာဏာကပြည်သူအာဏာလေနော်ပြည်သူတွေရဲ့အာဏာကိုပြည်သူလက်ထဲကိုရောက်အောင်လို့ကျွန်တော်တို့ပြန်ပြီးယူရမယ်ဆိုတဲ့စိတ်နဲ့ဒီဒေါ်လာရေးမှာပါဝင်ခဲ့တာပေါ့လက်နက်ကင်လမ်းစဉ်ပေါ့နော်ဒါရွေးချယ်ခဲ့တယ်ပေါ့နော်ဒါအခုဆိုလို့ရှိရင်လည်းထထဝင်နဲ့လုပ်ပေးနေတယ်ထောက်ဖို့လည်းတပိုင်းပြီးတော့လည်းစနလိုမျိုးဟိုပါပေါ့ဒေါ်လာရေးမှာလည်းလိုအပ်တဲ့နေရာတိုင်းဝင်ပြီးကုနေရပါတော့ဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်တို့အခုလက်ရှိမှာ run နေတဲ့ဒီစောင်းဝမီရဲဘော်စီတို့ဆိုတဲ့ campaign ပေါ့နော်ဒီ campaign ကအဓိကရည်ရွယ်ချက်ကလေးတွေကမနှူဘူးနည်းနည်းရှင်းပြပေးပါအောင်ဟုတ်ဒီ campaign ရဲ့အဓိကရည်ရွယ်ချက်ကတော့ကျမတို့ဒီရှိနေတဲ့ရဲဘော်တွေကတော်တော်များများကပစ္စည်းအဲ့ဒီနေရာကိုတရားပို့ရတာလည်းခက်တယ်ရောက်ဖို့လည်းမလွယ်ဘူးပေါ့နော်လူလည်းရောက်ဖို့မလွယ်တယ်လို့မျိုးပစ္စည်းရောက်ဖို့လည်းမလွယ်တဲ့နေရာပေါ့နော်ဆိုတော့အဲ့လိုနေရာမျိုးမှာရှိနေတဲ့ရဲဘော်တွေရဲ့အခက်အခဲကိုရဲဘော်တွေကကျမတို့လှမ်းပြောတာပေါ့နော်အမဖက်နဲ့တွေစုံနေပြီဖက်နဲ့ဆိုလဲသူတို့ဒီကနေပြီးတော့စပြီးတော့ရှာပေးလိုက်ကြတဲ့ကတက်သွားကြတဲ့ပါသွားတဲ့ဖက်နဲ့တွေပေါ့နော်အဲ့လိုယူနီဖောင်းဆိုလည်းမရှိတော့ဘူးပေါ့နော်ဖက်နဲ့ဆိုလည်းမရှိတော့ဘူးကြောပိုးအိတ်ကအစားကွာအဆက်အရာဘာမှအဆင်ပြေတာမရှိဘူးဆိုတော့အဲ့ဒီမှာသူတို့လိုအပ်တာလေးတွေအကူအညီတောင်းတာရှိတယ်နောက်တစ်ခါစောင်းနှင်းဖြစ်တဲ့အတွက်ပေါ့နော်သူတို့အကူအညီတောင်းတဲ့အချိန်တုန်းကတော့စောင်းနှင်းလည်းဖြစ်တာ哦စောင်းနှင်းဖြစ်တော့အရန်လည်းအေးတယ်အရန်လည်းအေးတဲ့အခါကျတော့သူကအဲ့ဒီအနွေးတွေပါတယ်လည်းလိုအပ်တယ်နောက်ကျမကြီးနဲ့ပတ်သက်ပြီးတော့လည်းအဲ့ဒီမှာကဆေးဝါးဆိုတာကလည်းရှားပါတဲ့နေရာဖြစ်တယ်ပေါ့နော်အခါကျတော့သူတို့ကလည်းကျမအကူအညီတောင်းတယ်အကူအညီတောင်းတဲ့အခါမှာကျမကတဆင့်ကျမကလည်းမနိုင်ဘူးလေနော်မနိုင်တော့ကျမအနေမှာတဆင့်အခုကိုဝနာတို့မက်ဖြူတို့နဲ့ဖြစ်ပြီးတော့ကူညီပါပေါ့ကျမအကူအညီတောင်းတော့အဲ့ဒါနဲ့မက်ဖြူကနေပြီးတော့မှဒီ campaign လေးမှာစောင်းချင်အောင်နှွေးတယ်ချင်အောင်မပါဘူးစောင်းတို့နှွေးတယ်တို့ခြေစွတ်တို့ပေါ့နော်စေးဝါပေါ့အဲ့ဒါလေးတွေကူညီမယ်ဆိုပြီးတော့ကူညီတာပေါ့နော်ဆိုတော့အဲ့ဒီဟာလေးအတွက်ကမက်ဖြူကလည်း campaign လေးလုပ်ပြီးတော့ငွေရှာရမယ်ပေါ့နော်ဆိုပြီးတော့ဒီ campaign လေးလုပ်ဖြစ်တာပါကိုဟုတ်ကဲ့အခုဒါဆိုလို့ရှိရင်ဒီ campaign ရဲ့ရည်ရွယ်ချက်ပေါ့နော်နောက်တစ်ခါကျတော့အခုဒီမတ်နေဦးတို့အခုပါဝင်ပြီးတော့ကူညီပေးနေတဲ့အဖွဲ့ရောဘယ်လိုအဖွဲ့တွေနဲ့ဘယ်အဖွဲ့တွေနဲ့ပါပြီးတော့ဟောပေါ့အဓိကအမည်တွေမှာလှုပ်ရှားနေရတာတွေရှိတယ်အဲ့ဒါလေးလည်းပြောပြပေးပါဟုတ်အဓိကလက်ရှိကျမအမြေပြင်မှာလှုပ်ရှားနေရတော့ကျမတို့ဒီ BR21 ထုတ်လုပ်ရေးအဖွဲ့ရှိမယ်နောက်ပြီးကြတော့ဒီရန်ကုန်တိုင်းပကပပေါ့ကျမပကပရန်ကုန်တိုင်းရဲ့ပကပမှာမြောက်ပိုင်းခရိုင်ပကပတိုက်ခိုက်တစ်ဖွဲ့3ရှိမယ်6ရှိမယ်ဒါကတော့ကျမအဓိကကူညီပေးနေတဲ့အဖွဲ့ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဒါဆိုလို့ရှိရင်အဓိကဒီအခုပကဖလို့ပြောတဲ့အတွက်ကြောင့်ဒါအားလုံးက MOD အောက်မှာရှိနေတယ်ဆိုတဲ့သဘောပေါ့နော်ဟုတ်ကဲ့ပကပတွေက MOD အောက်မှာရှိပါတယ်ကိုဒါပေမဲ့အထောက်ပံ့ကြတော့မလောက်ငါဘူးလေနော်မလောက်ငါတဲ့မျိုးမှာဘယ်လိုပြောရမလဲဆိုတော့ပကပဖြစ်တယ်ဆိုတော့အခုမှငကိုတော့ဆိုလို့ရှိရင်ကအဓိကတော့ကျမတို့ဒီ MOD က PDF တွေကိုပဲအဓိကထားပြီးတော့ထောက်ပံ့ခဲ့တာလေပကပတွေဆိုတာကPDF တွေတိုက်ခိုက်ပြီးသွားတဲ့အခါမှာသူတို့ရဲ့လုပ်ငန်းတာဝန်ရရှိတာဒါပေမဲ့ကျမတို့ပကပတွေအနေနဲ့ကြတော့ကျမတို့အဖွဲ့အနေနဲ့ကကြတော့ဘာဖြစ်လဲဆိုတော့ကျမတို့က PDF တွေနဲ့ကျမတို့နဲ့အတူတူတိုက်ပြီးတော့ဝင်မယ်ဒီဘက်မှာကျမတို့ပကပဆိုပြီးအုပ်ချုပ်ရေးပိုင်းကိုလုပ်ဖို့အတွက်တော့လေကျမတို့ကရန်ကုန်ကလေတော်တော်များများရန်ကုန်ကလူတွေများတာဖြစ်တဲ့အတွက်ဒါကျမတို့နေမီမဟုတ်ဘူးကျမတို့နေမီမဟုတ်တဲ့နေရာမှာကျမတို့အုပ်ချုပ်ရေးလုပ်စရာအကြောင်းမရှိဘူး
အဲ့တော့ကျမတို့ကအုပ်ချုပ်ရေးကိုလက်ညှိုးနဲ့တောင်ဝင်မတိုးဘူးဆိုပြီးတော့လုပ်ပြီးတော့ကျမတို့ကတိုက်ခိုက်ရေးကိုသွားမယ်တိုက်ခိုက်ရေးကိုသွားပြီးတော့မှကိုရက်ကိုမျိုးနယ်ကိုရောက်မှဒါပကပလန်စင်ကိုသွားရမှာလေလက်ရှိမှာတော့ကျမတို့ကပကပဆိုပြီးမဲ့တိုက်ခိုက်ရေးတစ်ဖွဲ့ဖွဲ့ပြီးတော့တိုက်ခိုက်ရေးကိုပဲ PDF တွေနဲ့အတူတူတိုက်ခိုက်ရေးပူးပေါင်းပြီးဆောင်ရွက်နေတာပေါ့နော် ER တွေနဲ့လည်းပူးပေါင်းဆောင်ရွက်တာရှိသလိုကျမတို့တခြားမဟာမိတ်တရေးတပ်ဖွဲ့တွေနဲ့လည်းဆောင်ရွက်တာတွေရှိတယ်ဟုတ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်အခုဒီအဓိကတော့စောင်းမီရဲဘော်စီတို့ဆိုတဲ့ဟာကတော့ဒါကျွန်တော်တို့ဒီစောင်းရသည်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ဒီဘက်မှာကအခက်အခဲလေးတွေရှိသွားတာရှိတယ်အခုဒီ2026ပေါ့နော်2026ကျွန်တော်တို့စပြီး campaign Rambo အမှန်တော့စီစဉ်လိုက်တာတော့ကျွန်တော်တို့ဒီဇင်ဘာလလောက်ထဲမှာရှိတာပေါ့နော်ဒါပေမဲ့လည်းအကြောင်းကြောင့်ကျွန်တော်တို့ကအခုဒီ February လကိုရောက်သွားတာပေါ့နော်အဲ့လိုမျိုးအဲ့ကြတော့မက်နူအနေနဲ့ကအခုကျွန်တော်တို့ဒီပြပမှာရှိနေတဲ့နိုင်ငံတကာရောက်ပေါ့နော်ထောက်ပို့တွေကိုဘယ်လိုစကားတွေနဲ့မှာခြင်းလဲဘယ်လိုကူညီမျိုးတွေဟိုလုပ်စေခြင်းလဲပြီးတော့အခုဒီကကျွန်တော်တို့ဒီလက်ရှိသွားနေတဲ့စောင်းပြီးရဲဘော်စီတို့ဆိုတဲ့ campaign မှာဘယ်လိုပါဝင်နိုင်အောင်လို့မနေဘူးတို့ကနေပြီးတော့တင်းစကားပါခြင်းပါလဲဒါရောက်နေတဲ့ပြပရောက်နေတဲ့တော်လမောင်နှမတွေအကူတွေအမတွေကိုတင်းစကားပါခြင်းတာကတော့ဗောနော်တကယ်ထိရောက်အကိုတို့မတို့လို့ကူညီတဲ့ငွေကြေးတွေကတွင်းရနှိုက်တာမဟုတ်ဘူးချွေးနဲ့ရင်းပြီးတော့မှရထားတယ်ဆိုတဲ့ဟာကိုလည်းကျမတို့ကနားလည်ပါတယ်နောက်တစ်ခုကကျမတို့ရဲ့အင်အားဒီလေဒီကိုတို့မတို့ပြပကထောက်ပို့တဲ့အားကြောင့်သာဒီတော်လှန်ရေးကဆက်ပြီးသွားနိုင်တာပြည်တွင်းမှာဆိုရင်ကျမတို့ဒီလောက်ထိလေခရီးရောက်မှာမဟုတ်ဘူးပေါ့နော်အခါကျတော့ဖြစ်စေချင်တာတော့ဗောနော်ကျမတို့ဆိုလို့ရှိရင်အထောက်ပံ့လုံးဝမရှိတဲ့အဖွဲ့ background မရှိတဲ့အဖွဲ့တွေလည်းဖြစ်တယ်ဗောနော်ဆိုတော့မြေပြင်မှာကျမတို့မှမဟုတ်ဘူးကွာဒီလိုမျိုးအဖွဲ့တွေထဲမှာအထောက်ပံ့မရှိတဲ့အဖွဲ့တွေကိုလစေနဲတီများတီကအဓိကမဟုတ်ပဲねလစေပံ့ပိုးမှုလေးရှိမယ်ဆိုရင်ပိုကောင်းတာပေါ့နော်ဘာကြောင့်လဲဆိုတော့လစီရှိတယ်ဆိုလို့ရှိရင်ကျမတို့ကအတုံးစရိတ်ဝင်ငွေထွက်ငွေကိုလည်းကျမတို့ကချိန်လို့ရတယ်ကွာအခုကျကျမတို့ကတိုက်ပွဲတိုက်မယ်ဆိုရင်တော့မှပဲအခုလက်ထက်မှာကြီး2000ရှိတယ်ဆိုရင်ဒီကြီး2000ကိုကျမတို့တုံးပြီးတော့တိုက်ပြီးသွားတယ်နောက်ထပ်တစ်ပွဲအတွက်ကကျမတို့ကမရေရဘူးပေါ့နော်အချိန်ဘယ်လောက်ကြာမယ်မှမသိဘူးနောက်တစ်ပွဲတိုက်ဖို့တော့ကျမတို့ထပ်ဆူရမယ့်ဟာတွေရှိတယ်ပေါ့နော်အဲ့လိုခက်ခဲတွေရှိတယ်ဆိုတဲ့ခါကျတော့ကျမတို့ကဒါလစီကျမတို့မှာဥပမာ10သိန်းဝင်ငွေရှိတယ်ဆိုလို့ရှိရင်ဒီ10သိန်းနဲ့ကျမတို့ကဘယ်လောက်ပြန်ဖြည့်ရမလဲဘယ်လောက်ထက်ရှာရမလဲဆိုတဲ့အားလေးတွေကိုကျွန်တော်မှန်းလို့ရပါဘောနော်မှန်းလို့ရတယ်တွက်လို့ရတယ်အခုကျတော့ကျွန်တော်တို့မှာက background ကလည်းမရှိဘူးအဲ့လိုလစဉ်ဝင်ငွေလေးလည်းမရှိတဲ့အခါကျတော့တခုခုလုပ်လို့ရှိရင်ကျွန်တော်တို့မှာကအမြဲတမ်းစစ်တိုက်တာတော့မရှိဘူးရဲမတိုက်ရဲဘူးတခုခုလုပ်ပြီးသွားရင်အဲ့ဒီကြည်တန်တွေပြန်ပြေးဖို့တနက်ပြတ်သွားရင်လေအဲ့တနက်တွေပြင်ဖို့ဆိုတဲ့ဟာတွေမှာဘယ်ကပတ်စံဘူးရှိရတောင်းရပါမလဲဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်အမှန်တိုင်းပြောရင်ဒီဒေါ်လာကြီးလောက်ရတာလေဒီကာလမှာအားငယ်တယ်ဒီလားနည်းနည်းအားငယ်တယ်ဆိုတော့အဲ့လိုမျိုးပေါ့နောက်မှာအများတန်း sport ပေးနေတဲ့လူတွေမရှိတဲ့အခါကျတော့အများတန်းမရှိဘူးဆိုတာကလေပုံမှန်အားဖြင့်ပေါ့နော်လစဉ်ငါတို့ကဒီဟာကတော့ဥပမာပေါ့10ထောက်ပတ်မယ်20ထောက်ပတ်မယ်ပေါ့နော်အဲ့လိုဟာမျိုးလေးရှိရတယ်ဆိုရင်တော့ကျွန်တော်ကနည်းနည်းနောက်မှာဒါတော့ရှိတယ်ပေါ့နော်ဒီလိုတွက်လို့ရပါအခုကျတော့ပြောရင်တော့အကိုတွေကကူညီတာတွေရှိတယ်ဒါပေမဲ့သူတို့လည်းတစ်ခါတလေကြာရင်တခြားအဖွဲ့ကိုလက်လွန်ထားတာတွေရှိရဲဆိုအဖွဲ့တွေကအများကြီးဆိုတော့ကိုကဒီမှာတကယ်တော့လိုအပ်နေပြီဒါပေမဲ့အကူညီသွားတောင်းတဲ့ခါကျရင်ငါဟိုဘက်ကိုကူညီလိုက်လို့ဒီလားတော့မရအောင်နောက်လာမှဆိုရင်ကျမတို့ကအဲ့မှာအခြေရကြာသွားပြီပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်တဲ့အတွက်ဒီပြပရောက်နေတဲ့ထောက်ပံ့ပေးနေတဲ့အကူတွေမတွေကိုပြောချင်တာကတော့ကျမတို့လစဉ်လေးပေါ့နော်နဲတာများတာအဓိကမဟုတ်ဘူးပုံမှန်လစဉ်လေးတွေထောက်ပံ့ပေးရင်တော့အဆင်ပြေပါမယ်ရှင့်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်အဲ့လိုမျိုးမနူးတို့ဒီလက်ရှိအဲ့လိုမျိုးထောက်ပံ့ပေးဖို့အတွက်ဆိုလို့ရှိရင်ဒီလိုမျိုး page တွေကိုလာဆက်သွယ်ပြီးတော့ကူညီတောင်းလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဆက်ပြောပါကျမတို့ဒီရန်ကုန်တိုင်းပကပ page ကိုလည်းလစဉ်ထောက်ပံ့လို့ရတယ်လို့မျိုးကျမတို့ဒီ BR21 ထုတ်လို့ရေး page ကိုလည်းအဲ့လိုမျိုးလစဉ်ထောက်ပံ့ခြင်းတယ်ဆိုလို့ရှိရင်ကျမတို့ BR21 ကကြတော့ကျမတို့ထုတ်လို့ရေးတည်တက်သွားတယ်ထုတ်လို့ရေးဘိုင်းကိုသွားမယ်ဒီရန်ကုန်တိုင်းပကပတိုက်ခိုက်ရေးတစ်ဖွဲ့3အဲ့ဒါကကြတော့ကျမတို့ဒီတိုက်ခိုက်ရေးပေါ့နော်တိုက်ခိုက်ရေးကိုသွားမယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကိုကထုတ်လို့ရေးကိုထောက်ပံ့ခြင်းတယ်ဆိုလို့ရှိရင်တော့ BR21 ကိုလာခဲ့ပေါ့နော်တကယ်လို့တိုက်ခိုက်ရေးဘက်ကိုသွားခြင်းတယ်ဆိုလို့ရှိရင်တော့ရန်ကုန်တိုင်းပကပကိုလာခဲ့ပေါ့နော်အဲ့လိုမျိုးလေးပါပေးပါပေါ့ဟုတ်ကဲ့